တောက်ကြသားသမီးများတွေအခုရောက်ရှိနေတဲ့မတ်လာရဲ့လာဝက်ပိုင်းအခြေရေးအိမ်အောင်ရင်းနဲ့ပတ်သက်တဲ့အခြေအနေလေးကိုကျွန်တော်ဒါတီးတန့်ဟောပြောပေးမှာဖြစ်ပါတယ်အခုလိုဟောပြောပေးတဲ့အခါပေါ့ပါလေးကျွန်တော်ကဒါတဲရော့ကန်လေးနဲ့ကြည့်ပေးမှာပါအဲ့တော့ထုံးစံတိုင်းကျွန်တော်ရဲ့မိတ်ဆွေများကဗီဒီယိုဖိုင်လေးကိုစတင်ကြည့်ရှုပြီးဆိုရင်ကိုပဲဘေးမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါဦးနောက် follow မလုပ်ရသေးတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာတောက်ကြသားမိများတွေအခြေရေးအိမ်အောင်ရင်းနဲ့ပတ်သက်တဲ့လက်တော်အခြေအနေကိုဟောရမယ်ဆိုလို့ရှိရင်တော့ဒီချိန်ကာလအတွင်းမှာအစင်မပြေတဲ့သူတွေအစင်ပြေလာလိမ့်မယ်လို့တွေးရတယ်လို့အစင်ပြေနေတဲ့သူတွေလည်းပဲပို့ပြီးတော့အစင်ပြေလာနိုင်တယ်လို့တွေးရပါတယ်เนาะဒါအခြေရေးအိမ်အောင်ရင်းနဲ့ပတ်သက်ပြီးတော့သူကရှင်ပြန်ထမြောက်ခြင်းဆိုတဲ့ကပ်ကိုကြားထားတာဖြစ်တဲ့အတွက်အိမ်နေတဲ့သူတယောက်နိုးလာသလိုတည်တော်မဲ့သူတယောက်ရှင်းလာသလိုမျိုးပေါ့နော်တအားကိုအစင်ပြေမှုကောင်းမွန်တာယာလှပမှုတွေကိုကြုံတွေ့ရနိုင်တယ်လို့ပြောလို့ရတဲ့နမိတ်ပုံဖြစ်ပါတယ်နောက်တစ်ခုကကွဲကွာနေတဲ့ချစ်သူရည်သားတွေပြန်လဲစုံစည်းရတာတို့เนาะနောက်ချိတ်ဆက်ကောင်းတွေအဆက်အသွယ်ကောင်းတွေရရှိတာတို့နောက်လို့ပဲနည်းနည်းအစင်မပြေပါဘူးဆိုတဲ့သူတွေပြန်ပြီးအစင်ပြေလာတာတို့ကြုံရနိုင်တဲ့အချိန်ကာလဖြစ်ပါတယ်เนาะကဲတော့နောက်တစ်ခါကျွန်တော်ထပ်ပြီးတော့ကြည့်ပေးပါဦးမယ်အဲ့တော့နောက်ထပ်တဲရော့ကတ်မှာတော့အဝေးရောက်ချစ်သူတွေပို့ပြီးတော့အဆင်ပြေနိုင်တယ်လို့ပြောလို့ရတဲ့ကာလဖြစ်ပါတယ်အဲ့တော့နီးနားမှာပေါ့ကိုချစ်သူကိုအိမ်အောင်ဘက်နဲ့အတူရှိနေတဲ့သူတွေတက်စာရင်ကိုချစ်သူကိုအိမ်အောင်ဘက်ကအဝေးတနေရာမှာတယောက်ကနေရာဒေသချင်းပေါ့နော်ဝေးကွာနေရတယ်ဆိုတော့အဲ့ဒီသူတွေအဲ့ဒီတောက်ကြသားမိတွေဟာပို့ပြီးတော့အခြေအနေနဲ့ပတ်သက်ပြီးအဆင်ပြေစေနိုင်တဲ့အချိန်ကာလမျိုးလို့ပြောလို့ရပါတယ်နောက်ဆုံးတက်ကတ်ကိုကျွန်တော်ထပ်ပြီးကြည့်ပေးပါမယ်နောက်ဆုံးတက်ကတ်ကတော့ဒီချိန်မှာကိုယ်တိုင်လဲတိုးတက်အောင်မြင်မှုတွေရရှိနိုင်တယ်လို့ကိုချစ်သူကိုအိမ်အောင်ဘက်ကတိုးတက်အောင်မြင်မှုတွေကိုလည်းပဲကြားရကြုံရနိုင်ပါတယ်အဲ့တော့ကိုယ့်ရဲ့တိုးတက်အောင်မြင်မှုတွေရဲ့အောင်မြင်မှုတွေအတွက်ပေါ့နော်ကိုချစ်သူကိုအိမ်နာဘက်ကဒါချီးကျူးဂုဏ်ပြုတာတွေခံရနိုင်တယ်လို့ကိုချစ်သူကိုအိမ်နာဘက်ကတိုးတက်အောင်မြင်မှုတွေအတွက်လည်းပဲကိုကချီးကျူးဂုဏ်ပြုရနိုင်တဲ့ပုံစံမျိုးကိုတွေ့ရပါတယ်ထူးထူးခြားခြားတောက်တာသားသမီးများတွေတဲရော့ကတ်ကတော့3ကတ်စလုံးအကောင်းနမိတ်တွေကြီးပဲသွားပြီးတော့တွေ့ရပါတယ်เนาะအဲ့တော့အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တိုက်ဆိုင်မှုရှိတယ်ဆိုအောက်မှာ comment လေးရေးခဲ့ပါအောင်like share လေးတွေနဲ့အားပေးပါအောင်လို့ဒါကျွန်တော်ရဲ့မိတ်ဆွေများကိုတောင်းဆိုပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ